တဲ့သက်ရှိသက်မြင့်အရာဝတ္ထုတွေနဲ့အရှိမရွေသေခွင်းလေးကိုရနိုင်တယ်ရှင်ခွေးလေးခွေရနိုင်တယ်အရှင်ဘုရားတော်မှာရှာဖွေထားခဲ့တဲ့လူဘဝတုန်းကပြည့်စည်ဥစ္စာတွေမရှိဘူးလားရှိတယ်ရှိရပါတော့မိသားစုတွေဆွေမျိုးတွေမိတ်ဆွေတွေမရှိကြဘူးလားရှိတယ်အဲ့ဒီပုံပေါ်တွေနဲ့အဲ့ဒီပိုင်ဆိုင်မှုတွေနဲ့အခုခေတ္တခွေးနေရတယ်ခေတ္တခွေးတာကိုရှင်ခွေးလို့ခေါ်တယ်မြန်မာလိုရှင်ခွေးပါဠိလိုကနာနာဘာဝပြောကြည့်ပါနာနာဘာဝနာနာဘာဝဆိုတာတရေတွေတစ်စေတွေပြောတာမဟုတ်ဘူးเนาะနာနာဘာဝဆိုတာတနေစီရှာတယောက်တနေရာစီနေတာကိုနာနာဘာဝလို့ခေါ်တယ်တဘဝစီရှာသွားတာကိုဝိနာဘာဝလို့ခေါ်တယ်အခုခေတ္တခွေရတယ်တရှင်သောအခါထာဝရမခွေရနိုင်ဘူးလားခွေရနိုင်တယ်ပစ္စည်းတွေကိုလည်းထားခဲ့ရနိုင်တယ်သက်ရှိဆွေမျိုးမိသားစုတွေကိုလည်းခွေရနိုင်တယ်ဆိုတဲ့အကြောင်းကိုရှင်ဘုရားတို့တွေရောယောဂီသူတော်စင်တို့တွေရောဘာလို့ရမှာလဲနှလုံးသွင်းရမယ်တဲ့အဲ့လိုနှလုံးသွင်းလိုက်တဲ့အတွက်ကြောင့်အကျိုးတရားအနေနဲ့ဘာတွေရလာမှာလဲကိုယ်နှုတ်စိတ်တို့ကိုစီမေကံမေမထားတော့ဘူးပြောချင်ရင်ပြောပလိုက်မယ်ဘာလို့ရမှာလဲဒီနံပါတ်6ကိုခဏခဏဆင်ခြင်ပေးရမယ်ဟုတ်ပြီနော်ငါသည်ဆိုကြည့်ပဲငါသည်ကိုယ်နှုတ်စိတ်တို့ကိုစီကံမိမိရှိခင်သောသက်ရှိသမျှအရာအလုံးနဲ့တနေ့တွင်ဧကံမှုရှာခွဲခွာရမည်ပါတကားငါသည်မိမိရှိခင်သောသက်ရှိသမျှအရာအလုံးနှင့်